ကန်ကောင်းချင်းနဲ့အတူကမ္ဘာချန်ပီယံဂျော့ရှူဝါဘန်အစီအစဉ်လေးမစခင်မှာ channel လေးကို subscribe လုပ်ခဲ့ဖို့ချီရတဲ့ပရိသတ်ကြီးကိုတောင်းဆိုပါရခင်ဗျာသူနဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့လက်ရှိချန်ပီယံဖြစ်တဲ့ပန်ဒိုဂျာနဲ့ကမ္ဘာချန်ပီယံခါဘတ်အတွက်ရင်ဆိုင်ရတာပဲဖြစ်ပါတယ်ပွဲစဉ်ဟာတကယ်ကိုပြင်းထန်ပြီးအကျိတ်နဲ့ရှိခဲ့ပါတယ်ပွဲစဉ်တစ်ချောက်လုံးဂျော့ရှူဝါဘန်ဟာသူ့ရဲ့အမြန်လုံးနဲ့ပြင်းမှတ်ကိုထိမှန်တဲ့ထိုးချက်တွေနဲ့ဖိအားပေးနေခဲ့ပါတယ်ဒါပေမဲ့ပွဲရဲ့အရှိန်ဟုန်အမင်းဆုံးမှာမမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်ဂျော့ရှူဝါဘန်ရဲ့ပြင်းထန်တဲ့ထိုးချက်တွေကြောင့်ချန်ပီယံပန်ဒိုဂျာရဲ့လက်သက်ဖတ်ကျိုးသွားခဲ့ရပါတယ်ချန်ပီယံဟောင်းပန်ဒိုဂျာဟာနာကျင်မှုကိုမျိုးသိပ်ပြီးလက်သက်ဖတ်တဲ့နဲ့ခုခံကောက်ွယ်ဖို့စ조사ခဲ့ပေမဲ့ဒဏ်ရာကြောင့်သူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်တွေဟာတိတိတတ်တာရှော့ကျသွားခဲ့ပါတယ်ဂျော့ရှူဝါဘန်ဟာသူ့ရဲ့ပြိုင်ဘက်ဒဏ်ရာရသွားတာကိုအခွင့်ကောင်းယူပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာဖိအားကိုဆက်လက်ပေးခဲ့ပါတယ်နာကျင်မှုရောက်တုံလုံးနေတဲ့ပန်ဒိုဂျာကိုလက်ကျန်ပွဲစဉ်တွေမှာအာသာစီယူပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ပြင်းထန်တဲ့ပွဲစဉ်ကြီးပြီးဆုံးသွားပြီးဒိုင်လူကြီးများရဲ့ဆုံးဖြတ်ချက်အတိုင်းဂျိုရှူဝါဘန်ဟာလက်ရှိချန်ပီယံပန်ဒိုဂျာကိုအနိုင်ရရှိပြီး UFC Flyweight ကမ္ဘာချန်ပီယံအဖြစ်သမိုင်းဝင်အောင်ပွဲကိုဆွတ်ခူးနိုင်ခဲ့ပါတယ်ပြိုင်ဘက်ကိုဒဏ်ရာရသည့်အထိထိုးနိုင်ခဲ့တဲ့သူ့ရဲ့စွမ်းရည်နဲ့စိတ်ဓာတ်ကဟာအံ့ဩကမ်းပါပဲဂျိုရှူဝါဘန်ရဲ့အောင်မြင်မှုဟာကန်ကောင်းခြင်းနဲ့အစကိုဇွဲလွန်လားနဲ့ပေါင်းဆက်လိုက်ရင်ဘယ်အိမ်မက်မျိုးဆိုတကယ်ဖြစ်လာနိုင်တယ်ဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်မြန်မာကုံဆောင်ဂျောရှူဝါဘန်ကိုဆက်လက်အားပေးဂုဏ်ပြုကြပါစို့လို့တိုက်တွန်းရင်းဒီနေ့အစီအစဉ်ကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်